ပြပြဒါလေးကတော့ကျွန်တော်တို့ဆိုလာက990ရှစ်ချက်ကို installation လုပ်ပြီးနေတာပါဟော990ပေါ့နော်ကိုဝါစီကေအမဒါရဲ့ဒီ i7 314 battery ရဲ့ဒီတွဲလေးကိုသုံးပြီးတော့မှဒါကျွန်တော်တို့ဒီဟောနော်တက်တော်ကုန်းရွာမှာရှိတဲ့ကြက်ချံကိုကျွန်တော်တို့တက်စင်ပို့ရ installation လုပ်ပေးနေတာပါမင်းကမင်းဒီကောင်ကအပေါ်ဘယ်လိုဟာလာလဲဒါလေးကတော့ solar ကိုတက်စင်တဲ့အပိုင်းလေးဖြစ်ပါတယ်ဒီနေ့ကတော့ဒီ solar ကိုအပြည့်တက်တဲ့ပြီးတော့ inverter အပြည့်စင်တယ်ပေါ့နော်သုံးဆောင်အပေါ်နဲ့အောင်းနဲ့ဗျာများလဲလေးကိုကျွန်တော်ဒီနေ့တော့လက်ဆက်တက်ခဲ့ပါတယ်ဘာပဲဖြစ်ကျွန်တော်တို့ကိုအခုလိုမျိုးပဲအိုးရဲနေပြီးတော့မှတကူတကအယုံကြည်စွာဖြစ်တဲ့အတွက်ပဲကျေးဇူးထူးတင်ပါတယ်ကျွန်တော်တို့ဈေးနှုန်းနဲ့တောင်းဈေးနှုန်းနဲ့ဝန်ဆောင်မှုတွေပေါ့နော်ကျွန်တော်တို့အထူးအမှတ်ခံပေးထားပါတယ်အကောင်းဆုံးဝန်ဆောင်မှုလည်းမိတ်ဆွေတို့ကိုကျွန်တော်တို့ပြန်ပေးပါတယ်ဒီတတဲ့ရရလေးတွေနောက်ဆုံးချက်လေးစနေကြ cable link installation ဟုတ်လေမမင်းကြည့်အောင်ပါကောင်းမလို့ဒီ breaker ရေးစနေကြချိန်သွင်းမှုတွေကျူးဆိုင်တွေကျွန်တော်လုပ်နေပေါ့နော်ဒီချာလေးတိုင်းပြီးတော့နော်မိတ်ဆွေတို့ကိုအန်တီကင်းအောင်စနေကြ installation လုပ်ပေးနေပါတယ်ခင်ဗျာအခုလိုရုပ်ကြည်စွာပြီးတဲ့အတွက်ကဲအားလုံးပြီးဆုံးသွားပြီအားလုံးပြီးဆုံးရောပြန်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအားပြီးတဲ့မိတ်ဆွေတိုင်းတဲ့အခုဆိုင်မိတ်ဆွေပါအောင်ပေါ့နော်စိတ်ကျဉ်တဲ့လိမ့်မယ်လို့လည်းဒီနေ့ကတော့ဒီဆိုင်ကိုအားလုံးလက်ဆက်တက်လိုက်ပါပြီပြီးတော့ပါပြီခင်ဗျာကျေးဇူးခုလိုတိတ်ငယ်လေးငယ်ကြိုးစားပေးကြတဲ့တပည့်လေးတွေအားလုံးနောက်ဆုံးချက်တင်ပါတယ်